ဒေသကြီးမင်္ဂလာပါခင်ဗျာတနင်္လာနေ့နာသာသမီတွေဆိုတာဒီလမှာတော့ရွှေပေါ်မြတင်လို့ခေါ်တယ်ကျမ်းမာရေးဆိုင်ရာโอเคကောင်းတဲ့ဘက်လှည့်သွားမှာညနေတဲ့ယောဂတွေတော့စီကောင်းတမာကောင်းအကူအထောက်ပံ့ရောက်ကောင်းနေတဲ့လူပိုကောင်းတာပေါ့ဗျာနိုင်ငံခြားခရီးအောင်မြင်မယ်ပြည်တွင်းခရီးကောင်းတယ်စီးပွားရေးလှုပ်တလောက်အမြတ်ထွက်မယ်မဆုံးမနစ်ဇွဲလုံးကစိုက်ဖို့တော့လိုတယ်ဖြန့်ကြတာတို့အမြတ်ကြီးစားတာတို့တွက်ကြော်တာတို့အပူသာစားတာတို့တော့မလုပ်နဲ့ပါဗျာယာဒူးအလုပ်အိမ်အကြီးကဲပုံမှန်နဲ့တိုးတက်တာနှမျိုးပဲပုံမှန်ဆိုလဲကောင်းနေမယ်ပြောင်းတာရွှေ့တာတိုးတက်တာလည်းရှိတယ်အဲ့နှမျိုးကကိုယ်နဲ့ဆိုင်ရာတွေအကျိုးပေးလူမှုရေးအတိုင်းဝိုင်းကောင်းမယ်လူမှုရေးများမယ်ကောင်းမယ်အတင်းအဖွဲ့တွေနဲ့ပါဝင်ပတ်သက်မယ်လူတန်းသွားလာလှုပ်ရှားရှင်ပြုရဟန်းကဒါတွေလှုပ်ဖြစ်ပြည်ပမှာရှိတဲ့တနင်္လာသားသမီးများနေထိုင်ခွင့်ရတာတို့အလုပ်ရသွားတာတို့နော်ကျမ်းမာရေးကောင်းတာတို့ဖြစ်သွားလေပညာရေးကောင်းတယ်ဗျကျိုးစားအားထုတ်တာနဲ့ကြက်မှတ်ထားတာနဲ့ကွက်တိဒီချိန်မှာဗီဇာဖြေတာတွေဆောင်ဝဲဖြေတာတွေအင်တာဗျူးလုပ်တာတွေသင်တန်းတက်တာတွေပညာရေးဆိုင်ရာဖြစ်ပေါ်ပြောင်းလဲတိုးတက်တော်လှလို့ခေါ်ပါတယ်အိမ်တော်ရေးအခြေရေးအိမ်တော်မရှိတဲ့လူများအိမ်တော်ကြားဖို့နှီးသက်သွားမှာချစ်သူခင်သူလက်တွဲပေါ်မှာအခြေရေးတာရမှာအိမ်တော်ရှိတဲ့လူတွေပူမူတာရပြီးသာသမီရမယ်အသက်ကြီးပိုင်းနေတရားဘာဝနာနဲ့အလှူဒါနတာယာလှပတဲ့မိသားစုဖွဲ့စည်းပုံတွေဖြစ်လာလိမ့်မယ်တနင်္လာသားသမီးကံကောင်းခြင်းဒီအချိန်မှာနေ့တိုင်းတမန်တမုဒ္ဒောတမန်တမုဒ္ဒောတမန်တမုဒ္ဒော7ပါးစိတ်ဝိနည်းတွေမှာနှုတ်တစ်ခွက်တတိတစ်မျိုးအကျော်တစ်မျိုးပန်းတစ်မျိုးလှူမိဘတွေထမိန်လျှော်လုံရီလျှော်ဒါဆိုရင်ရပြီအယောင်ကြည်ပြာရောင်ခရမ်းရောင်အဖြူရောင်အုပ်စုနဲ့လိမ္မော်ရောင်များဦးစားပေးပါခြေကနန်းနေ့ရှိတုံညပတ်လည်မွေးထားပါထိုးပါတနင်္လာသားသမီးအားလုံးမတ်လတလတာတွင်မှာဘေးရန်ကကျမ်းမာချမ်းသာကံကောင်းကြပါသည်